အားလုံးမင်္ဂလာရှိသောညနေခင်းအခါသမယလေးဖြစ်ပါတယ်ဗျဒီနေ့မှာမိမိတို့အိမ်မှာဘုရားရှိခိုးတော်ကိုးကွယ်တော်မယ်ဆိုရင်နော်စီဝါရေးတရေရိတ်တက်လာဘုရားရှိခိုးတော်ကိုးကွယ်ဒီလေးမဟာဘုတ်ကလာတဲ့မဟာဘုတ်ပညာအရာမိမိအိမ်မှာဘုရားရှိခိုးတော်ကိုးကွယ်တော်မယ်ဆိုရင်ထုကျင်တဲ့သားနဲ့ထုလို့မရဘူးကိုယ့်ရဲ့မူလမဟာဘုတ်အောက်ပုတိဘေင္ကဗရဏအဲ့အသားတွေနဲ့ထုပြီးကိုးကွယ်လို့ရှိရင်ဘုရားရှိဟိုပါတော့စီဝါပြတ်တတ်တယ်ဟာဆရာဖျားကိုးကွယ်တာပဲကောင်းတာလို့ထားပဲစီးပွားပြတ်သလားအကောင်းလွန်းလို့ခိုက်တာကောင်းလွန်းလို့ခိုက်တာဆိုတာရှိတယ်နော်ကောင်းလွန်းလို့ခိုက်တာဥပမာဆိုပါစို့ဗျာခင်ဗျားတို့နားလည်အောင်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီလူဝက်ကြောင်နဲ့ပေါ့နော်ရှားတို့ဒီလူဝက်ကြောင်နဲ့အရဟတမညံပူညံကိုဒီလူဝက်ကြောင်နဲ့ရလို့ရှိရင်9ရက်အတွင်းရဟန်းပေါင်ကိုတက်ရတာရဟန်းပေါင်ကို9ရက်အတွင်းအရဟန်းခံပြီးမဲ့တကားကိုစားပေးစားရတာ9ရက်အတွင်းရဟန်းပေါင်ကိုမတက်နိုင်လို့ရှိရင်ပြိဋိဘံဆန်တယ်ကြောက်မလားဒီလူဝတ်ကြောင့်နဲ့အဲ့အတက်ကထွက်ပေးရတာအရဟတမညံပူညံကြီးကအရန်ကောက်လဲတော့ဒီခင်ဗျားတို့ကျွန်တော်တို့ဒီပုရုဇေခန္ဓာကိုယ်ကြီးကမခံနိုင်ဘူးအဲ့တဘောပြောပဲကောင်းလွန်းလို့ခိုက်တာကိုယ့်ရဲ့မူလမှာပေါ့ဥမာပထမဆုံးတစ်ကျွန်းကိုပြောမယ်တစ်ကျွန်းဆိုတော့ပုတိမှာတဏ္ဍာရှိတယ်ဘင်္ဂမှာတဏ္ဍငရေရှိတယ်မရဏမှာဘုဒ္ဓဘူးရှိတယ်အဲ့တော့တစ်ကျွန်းဘာနေတာလဲမသိဆိုအင်ဒါဖရာတို့ဂံဂောရာကျွန်းသားဖရာတို့လင်းလန်းသားဖရာတို့အဲ့လိုအသားနဲ့ထုပြီးကိုးကွယ်ထားရင်ခိုက်တတ်တယ်ကောင်းလွန်းလို့ခိုက်တာကိုယ့်ရဲ့အသားတွေကမကောင်းတဲ့ကိုယ့်ရဲ့မူလမှာဘုအသားတွေကမကောင်းတဲ့နေရာမှာရောက်ပြီးတော့မှဖရာရှင်ဆိုတော့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ထုလိုက်တာမှာခိုက်သွားတာဆန်းကျင်သွားတာပေါ့ကျွန်တော်တို့ဆရာရှမ်းဆရာဆိုတော့ဗေဒင်တန်းမှာဆရာရှမ်းပညာကိုသင်ရတယ်အခုပေါ်ပြီးဆရာကြီးအုံးချင်းမြန်ခွင့်နဲ့ဗေဒင်တန်းမှာဆရာရှမ်းပညာကိုသင်ရတယ်ဆန်းဆရာဆိုတော့ဆန်းစကားနဲ့ပြောမယ်ဆိုခိုက်တာပေါ့ဆန်းပြတ်တယ်လို့ခေါ်တဲ့ဒါမူလမှာဘုတစ်ကျွန်းသမားတစ်ကျွန်းဘာနေတာလဲမဆိုအင်တာဖရာဂံကောရဖရာလင်းလွန်းတာဖရာအဲ့ဖရာတွေကိုးကွယ်လို့မရဘူးနောက်တစ်ခါမူလမှာဘုနှစ်ကျွန်းဘာနေတာလဲမဆိုဂံကောရဖရာဇီတာဖရာကြောက်စိမ့်ရှင်းတုနောက်တစ်ခါပြင်းမာရဖရာအဲ့ညောင်တာဖရာအဲ့ဒါတွေကိုးကွယ်လို့မရဘူးမူလမှာဘုနှစ်ကျွန်းနောက်မူလမှာဘု9ကျွန်းနောက်တစ်ခါမူလမှာဘု4ကျွန်းအဲ့မူလမှာဘုကြာတာပရိနံကနှစ်ကျွန်းဆိုရင်9မရဏမှာ4ကျွန်းဆို9ပုတိမှာ9ကျွန်းဆိုလို့ရှိရင်ဘင်္ဂမှာအဲ့မူလမှာဘု9ကျွန်းဒီကြတာပရိယအောက်တန်းမှာရောက်နေတဲ့လူတွေကျက်စဝဂီ9ဦးကိုးကွယ်လို့ရှိရင်ခိုက်တယ်ဗျာစီးပွားပြတ်တယ်ခင်ဗျားတို့အဲ့ဒါမယုံမရှိနဲ့ဟာဆရာဖျားကိုးကွယ်တာပဲကောင်းတာတော့ကောင်းတာလုံးလို့ခိုက်သွားတာအဲ့လိုဘူမတီကောမတီနဲ့ကိုကကိုးကွယ်ထားပြီးတော့စီးပွားရေးတွေပြတ်တယ်အိမ်တော်ရေးတွေကွဲတယ်ဆိုတဲ့ဟာတွေအများကြီးတွေ့ရတဲ့အခါမှာစိတ်မကောင်းဘူးဆရာလည်း9ကျွန်းတနင်္ဂနွေတာမရဏဘွားဆရာ9ကျွန်းတနင်္ဂနွေတာမရဏဘွားနော်အဲ့မှာပြင်သောဥကြီး9ပါးကြီးဘူပတိကိုပတိနဲ့ပြင်သောဥကြီး9ပါးပုံတော်ကြီးအိမ်ကိုပင့်လာတာဆရာအိမ်ကိုပင့်လာတာတိတ်မကြောက်ဘူးတစ်နှစ်အတွင်းဆရာကိုရွာနေထွက်ပြေးရတဲ့အစ်စ်နော်အဲ့လိုတွေကိုကွယ်ပြီးမှဆိုလို့ဥပမာ3ကျွန်းဘူလမာဘုတ်မှာပုတိဘေကမရဏမှာအင်္ဂါရှိတဲ့လူတွေ3ကျွန်းရဲ့3ညာကျွန်းရဲ့2ကျွန်းရဲ့သူတို့ကြောက်စိမ့်စစ်သူတော့ကိုကွယ်လို့မရဘူးဆရာပြောနားလည်မလားတဘောပေါက်လားကဲဆိုရင်ဆရာဘလို့ဖျားတွေကိုးကြရမှာလဲကျမတို့ဘလို့ဖျားတွေကိုးကြအိမ်မှာစီးပွားရေးတရေတက်လာအောင်ဘလို့ဖျားတွေကိုးကြရမှာလဲအဲ့ဒါပြောချင်လို့ရှာမိတ်ဆွေတွေအဲ့ဒါပြောချင်လို့နော်ဒါကကျွန်တော်တို့ဘေးပညာဘေးလက္ခဏာစာပြည့်တင်တန်းမှာဒီပညာရက်တွေကကျွန်တော်တို့ပြောပြတာတင်တန်းတို့တင်တာတွေကိုပြောပြတာဟုတ်ပြီနော်ကောင်းလွန်းလို့ခိုက်တာအဲ့တော့ရှမ်းပညာမှာဆိုးတဲ့နေရာမှာအဆိုးတဲ့နမိတ်ကိုတွေ့ရင်ကောင်းတယ် minus plus အဲ့တဘောပဲ minus နဲ့ plus နဲ့မြောက်လို့ရှိရင် minus ထွက်တယ်plus ဆိုရင် plus minus ဆိုရင် plus minus နဲ့ plus နဲ့ဆိုလို့ရှိရင်အပူနဲ့ a အစိုးနဲ့အကောင်းဆိုရင်အစိုးဖြစ်တာတော့ဘာလို့ဒါတင်ချာပါလဲရှိပါတယ်နော်တင်ချာပါလဲရှိပါတယ်အဲ့တော့ကောင်းတဲ့နေရာမှာကောင်းတဲ့နမိတ်တွေ့ရင်အရင်ကောင်းတယ်ဆိုးတဲ့နေရာမှာဆိုးတဲ့နမိတ်ကိုအရင်တွေ့ရင်အရင်ကောင်းတယ်ဥပမာဆိုတော့လမ်းသွားရင်ကိုယ့်ရဲ့ဘယ်ဆိုတာအနိဋ္ဌညာဆိုတာအိဋ္ဌဘယ်ဆိုတာမကောင်းတဲ့နေရာညာဆိုတာကောင်းတဲ့နေရာထီးသွားနေရင်ကိုယ့်ရဲ့ဘယ်ဘက်မှာအတုပတွေ့ရင်ကောင်းတယ်အရင်ကောင်းတယ်အဲ့ခီးကအောင်မြင်ပြီးတာမှတ်နေပြီတော့နော်အဲ့ဒါငွေဝင်မဲ့ခီးသူသွားတဲ့ခီးကိစ္စအောင်မြင်မဲ့ခီးအေးအဲ့လိုပဲညာဘက်မှာအတုပတွေ့တယ်ဆိုလို့ရှိရင်လှည့်မကြည့်နဲ့အဲ့လိုတော့မကောင်းတဲ့နေရာမှာမကောင်းတာတွေ့ရင်ကောင်းတယ် good ကောင်းတဲ့နေရာမှာကောင်းတာတွေ့ရင် good အဲ့လိုပဲမကောင်းတဲ့နေရာမှာကောင်းတာလာလို့တယ်ဆိုရင်မကောင်းတော့ဘူးကောင်းတဲ့နေရာမှာမကောင်းတဲ့နမိတ်တွေ့ရင်လည်းမကောင်းတော့အဲ့ဒီဘောပဲအဲ့ဒါကြောင့်ရှာမိတ်ဆွေတွေအိမ်တော်ရေးဖျားကိုsorry စီဝါရေးတရိတ်တက်ဖို့ဖျားကိုးကြရမှာဆိုလို့ရှိရင်ဘလို့ဖျားတွေကိုးကြရမှာလဲအဲ့ဒါပြောချင်လို့ပထမဆုံးမူလမှာဘုတစ်ကျွန်းရနေသားကြမယ်မူလမှာဘုတစ်ကျွန်းသမားတွေဟာမိမိအိမ်မှာဖျားတာမတာဗုဒ္ဓဖျားရှင်းသူတော်ကိုးကြရမှာဆိုရင်
ထနောင်တာဖျားနဲ့ကိုးကပါထနောင်တာတော့မဟုတ်တေတာစနေနံဖျားပေါ့ထနောင်တာတော့မဟုတ်တေတာဖျားကိုကိုးကပါနော်မူလမှာဘုတ်နှစ်ကျွန်းဘာနေတာတမိဆိုအင်သားဖျားကိုကိုးကပါအင်သားမူလမှာဘုတ်သုံးကျွန်းဟောဒီမှာမူလမှာဘုတ်သုံးကျွန်းဆရာစီမှာအထားတာဒီမှာဒါကဂန်ကော်ရာနဲ့အဲ့ဒါဘာလို့အောင်တော်မူဖျားနော်ဂန်ကော်ရာနဲ့ဒါအောင်တော်မူဖျားဒါဂန်ကော်ရာနဲ့နော်ပလင်ရောဖျားရောဒါညာတော်ကိုးလက်မဆရာစီမံပေးတာတွေတော့ညာတော်9လက်မ9လက်မ9လက်မလို့ပေါ့နော်ညာတော်9လက်မတော့အသေးဆုံးပေါ့အဲ့လိုဆွေချပြီးသားဆွေစိတ်တုပ်ပြီးသားရေတက်ပဲလို့ရတယ်အရင်မွေးတွေပါလေတော့ဖြန်းနဲ့ဖြန်းရင်ဆွေကွာရတယ်ဆွေစိတ်တုပ်ပြီးသားဆွေချပြီးသားဒါဂန်ကော်ရာနဲ့ဒါမူလမှာဘုတ်3ကျွန်းတော့မှဆရာအင်စီဝိုင်းတေးတက်ချင်လို့ဆရာဘလို့ဖျားကိုးကြရမလဲဆိုပြီးသူရမွေးတက်ကလေးပို့ပေးလို့ဆရာဒါစီမံပေးတာဒါ3ကျွန်းမူလမှာဘုတ်3ကျွန်းနော်ဘာလို့တိုက်ဝါဘာလို့မူလမှာဘုတ်3ကျွန်းရာဇာဘတတဲ့ကနေဒါတမီးကိုပို့ပေးရမှာဒါမန္တလေးကိုပို့ပေးရမှာဒါမူလမှာဘုတ်3ကျွန်းမှန်ရင်ဒီလိုဂန်ကော်ရာဖျားအောင်တော်မူဖျားလို့ခေါ်တယ်ဒါအောင်တော်မူဖျားဒါမူလမှာဘုတ်3ကျွန်းဟုတ်ပြီနော်ဆွေချပြီးဒါညာတော်6လက်မှာပေါ့နော်9လက်မှာ9လက်မှာ9လက်မှာဆိုပြီးရှိတယ်ဆရာစီမံပေးပါအတားမမအောင်ဆရာစီမံပေးပါစစ်လို့လာပြီးရုံကြီးအဲ့လိုမို့တော့ဒါစီမံပို့ပေးရမှာဒါမန္တလေးကိုပို့ပေးရမှာထားလိုက်ဟုတ်ကဲ့မူလမှာဘုတ်3ကျွန်းတွေကဂန်ကော်ရာဖျားမူလမှာဘုတ်4ကျွန်းတွေကဇီတာဖျားတော့မဟုတ်ညောင်တာဖျားနားလည်မနော်မူလမှာဘုတ်5ကျွန်းနေကြတော့လင်းလွန်တာဖျားလင်းလွန်တာဖျားကိုဆွေချကိုကွယ်လင်းလွန်တာနဲ့လို့တဖျားနောက်မူလမှာဘုတ်6ကျွန်းကြတော့ပြင်းမာတာဖျားပေါက်တာဖျားလည်းရတယ်ပေါက်တာဖျားလည်းရတယ်ပြင်းမာတာဖျားလည်းရတယ်နောက်မူလမှာဘုတ်3ညာကျွန်းဓမ္မတွေကြတော့ဗာလဲဆိုတော့တီဟိုတာဖျားတီဟိုတာနဲ့လို့တဲ့တချို့ကလည်းကျွန်တော်တို့အညာမှာတော့တန်းသားတွေပါလေရှိတယ်တန်းသားတော့တီးသားတော့ရှိတယ်တီးသားတော့သိပြီထူလို့မကောင်းဘူးလားမသိဘူးအဲ့လိုအသားတွေနဲ့ကိုယ်ကွယ်ထားလို့ရှိရင်စီပါရီတေးတက်တယ်အရိကအဲ့မှာကိုယ့်ရဲ့မူလမှာဘုတ်အောက်ပုတိဘင်္ဂမရဏမှာပါတဲ့အသားကိုကိုယ်ကွယ်ထားမိရင်ဆိုတယ်နော်ဆရာဆိုတယ်ဗျနော်အဲ့ဒါကိုကျွန်တော်ပြောတာဒါကြောင့်ဆရာတို့အိမ်တော်ကြီးဘုရားကိုယ်ကွယ်ခြင်းနဲ့ဆိုရှင်ဇနီးမောင်နဲ့နှစ်ဦးဆုံးနဲ့နာမည်မွေးတက်ကလေးကိုတောင်းတာဆိုတာအဲ့ဒါကြောင့်နော်တချို့ကဟာဥဆွေအိုဘုရားဝါစိတ်နေဥဆွေအိုဘုရားဆိုပြီးတော့အဲ့ဥဆွေအိုဘုရားဆိုတာပန်းပေါင်းစုံဘုရားပန်းပေါင်းစုံအသားနဲ့ထူထားတာအဲ့ကျွန်တော်ပြောတဲ့ခင်ဗျားတို့ရဲ့မူလမှာဘုအောက်ကအသားတွေပါလို့ရှိရင်အိမ်တော်ကြီးမตายရတဲ့အပြင်ခိုက်တက်လို့မှုလို့ဒီနေ့မှာဆရာမိတ်ဆွေတွေသတိထားမိအောင်ပြောတာပါဒါကတော့မူလမှာဘု3ကျွန်းပိုင်စင်ရာဇာဘတဲ့ငလေးတမီမန္တလေးကတဲ့ငလေးတမီရာတက်ပံကိုးကွယ်ဖို့တာညံတော်6လက်မချမ်းကော်တာနဲ့ဖျားကိုဆရာမလက်ထံပို့တယ်နော်အဲ့ဒါကိုဆရာမိတ်ဆွေလာပြောတာအဲ့တော့အိမ်တော်ကြီးဖျားဆရာအိမ်တော်ကြီးဖျားsorry ဆရာအလိုအောင်တော်မူဖျားအချက်ပါလေဆရာကျွန်မဘာကျွန်းမှာကျွန်တော်ဘာကျွန်းမှာဆရာဘယ်လိုပူဇော်ရမလဲခင်ဗျမေးချင်ရင်ဆရာဒီတက်တော့ Messenger နဲ့အခုဆရာဒီ Viber မှာလာပြီးတော့မေး Viber မှာလာပြီးတော့မေးနော်ဟုတ်ပြီလားအဲကျွန်တော်ပြောပြမယ်သူလက်မအလိုက်တန်ဖိုးလေးတွေကိုကျွန်တော်ပြောပြမယ်အတင်းမတိုက်လို့မှုနော်ခင်ဗျားတို့ကိုယ်ကွယ်တာမကိုယ်ကွယ်တာခင်ဗျားတို့အပိုင်အဲ့ဒါခင်ဗျားတို့အပိုင်နော်အတင်းမတိုက်လို့မှုယုံမားလို့လည်းအတင်းမတိုက်လို့မှုနော်ဘူမတိကိုမတိနဲ့ပညာရတကူကိုဘာမှမလေးလာပဲနဲ့ဖောက်ထုခြင်းအောင်တက်တဲ့ဆိုတော့လာခဲ့နော်အဲ့လိုလူတွေနဲ့တွေ့ရင်နေတာဟုတ်ပြီနော်အဲ့ဒါလေးလည်းကျွန်တော်ပြောမယ်အဲ့တော့ဆရာမိတ်ဆွေတွေအယောင်းဝယ်တွေကောင်းအောင်ရောင်းပန်းဝယ်ပန်းနေလှအောင်ပြောရမြဆိုရမြစကားအောင်မြင်အောင်ဒီတစောင်းမုံလိုက်ပြီးနေညာဖော်ခဲ့တဲ့ဆေးတော်ကြီးကိုလည်းဆရာလက်ဆောင်ထည့်ပေးလိုက်မယ်နော်ဆေးတော်ကြီးတွေကံမီရအဆောင်ကပြားလေးတွေလည်းဆရာလက်ဆောင်ထည့်ပေးပါမယ်ဟုတ်ပြီနော်အဲ့ဒါကိုပြောချင်တာပါအဲ့ခုကျွန်တော်ပြောတဲ့အသားတွေမမှအောင်ကိုးကြပါမူလပြန်ပြောမယ်မူလမှာဘုတ်တစ်ကျွတ်ဘာနေတာသမီးမဆိုထနောင်တာဖရာတေတာဖရာမူလမှာဘုတ်နှစ်ကျွတ်ဘာနေတာသမီးမဆိုအင်တာဖရာကိုးကြမှာမူလမှာဘုတ်3ကျွတ်ဘာနေတာသမီးမဆိုဂန်ကော်တာဖရာမူလမှာဘုတ်4ကျွတ်ဘာနေတာသမီးမဆိုစီတာဖရာညောင်တာဖရာမူလမှာဘုတ်5ကျွတ်ဘာနေတာသမီးမဆိုလင်းလွန်တာဖရာမူလမှာဘုတ်6ကျွတ်ဘာနေတာသမီးမဆိုပေါက်တာဖရာပြက်မာတာဖရာမူလမှာဘုတ်3ညာကျွတ်ဘာနေတာသမီးမဆိုတီဟိုတာဖရာတန်တာဖရာအဲ့ဒါတွေကိုးကြပါကိုးကြကြည့်လိုက်ပါနော်ထူးကြမလားဆိုကျုပ်ကိုခင်ဗျားတို့အဲ့ဆရာအလကားဆရာအလိန်အညာဆရာလို့လာပြောလိုက်နော်ကျုပ်ကိုလာပြောလိုက်ဟုတ်ပြီနော်အဲ့လိုကြီးအာမခံတယ်အကယ်လားဒီလာပြောတာပါကဲအားလုံးအစောသားအရာအစီပြေတို့တဲ့အောင်မြင်ကြပါစေငွေကြေးလက်လာပါများအထူးပလန်းကြပါစေအိမ်တော်ရေးတော့ကအခြေရေးတော့ကကျမ်းမာရေးတော့ကငွေကြေးတော့ကပညာရေးတော့ကဟောနိုင်ငံခြားနဲ့ဆိုင်တဲ့အမှုတော့ကမှန်တယ်ဗျတော့ကမှန်တယ်ဗျကင်းစင်လွတ်မြောက်ပြီးနေ့စဉ်ပြောရမြဆိုရမြအောင်မြင်ကြပါစေစိတ်ရောကိုယ်ပါကျမ်းပါချမ်းသာကြပါစေဗျာ